ပထမဆုံးတီဆိုပြမဲ့တခြင်းကတော့ချမ်းပဲပုတ်လေးကျွန်တော်ပါပဲကျေးဇူးတင်ပါတယ်အေးချမ်းလာတဲ့တော်မျိုးလေးတို့အလေးထားရောက်လာပါလားလို့ဟန်ဆောင်မှုကင်းနေစိတ်နာရင်မာတကယ်ရမိနဲ့စိတ်ထားတွေရှမ်းပြေပေါ်လို့ကိုရှင်ကိုပါစီဒါကိုပင်မယူနိုင်ပါဘူးလေတကယ်ဆိုရှမ်းမျိုးရဲ့တင်မြဲတဲ့ရိုးရာကျွန်တော်ဟာလေးချမ်းလေးပုတ်ပါပဲခင်မင်းတဲ့အားလုံးကိုလေးလာလေးစီခြင်းနဲ့ရှိုင်းတဲ့ချမ်းမျိုးလေးချမ်းတဲ့ချူလေးလေးစောပြအောင်လေးချမ်းမျိုးရဲ့อยู่อยากกากาပြန်လေလဖတ်တော်ရမလဖတ်ခင်တဲ့ပြူပြူရင်းများနဲ့ပြောပါစေနဲ့ကျွန်တော်မျိုးရှမ်းမျိုးရဲ့ပေါ်လေရှမ်းပြေပုံလို့ကိုရှင်ကိုပါစီဒါကိုပင်မယူနိုင်ပါဘူးလေတကယ်ဆိုချမ်းမျိုးရဲ့တင်မြဲတဲ့ရိုးရာကျွန်တော်ဟာလေးချမ်းပြေပုတ်ပါပဲခင်မင်းတဲ့အလုံးကိုလေးလာလေးစီခြင်းနဲ့ရှိုင်းတဲ့ချမ်းမျိုးလေးရှမ်းမျိုးရဲ့ရိုးရာကားကားပြမယ်လက်ဖက်တော်ရမလက်ဖက်ကိုတဲ့ကြိုပြူရင်းများနဲ့ကြိုပါစေမဲ့ကျွန်တော်မျိုးရှမ်းမျိုးရဲ့ဘဝဝဲရှမ်းတဲ့ဘုလူကိုရှမ်းကိုပါသေးဒါကိုပင်ပြနိုင်မှာဘူးလေတကယ်ဆိုရှမ်းမျိုးရဲ့ဒီငယ်ရိုးရာကျွန်တော်ဟာရှမ်းပဲပူပါပဲခင်မနေအားလုံးလို့လေးလာလေးစေချင်လေးရှမ်းအေးတဲ့ရှမ်းမျိုးကိုလေးကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်